ပင်လယ်ထဲမှာလမ်းဖောက်နေကြတာပါဒါပေမဲ့အောက်ချီ foundation ကိုတော့ဝါးတွေနဲ့စတင်ထားတာပါဒါကြောင့်လေလူတွေကအင်ဒိုနီးရှားနိုင်ငံကိုစောက်လုပ်ရေးပညာရပ်မှာတကယ်ဆရာကြီးတွေလို့ပြောကြတာပေါ့ဒီဝါးတွေကိုကမ်းခြေကနေရေထဲအထိတန်းစီပြီးခင်းချင်းထားတာပါဒီကြကြည့်မယ်ဆိုရင်သူတို့ကတစ်ချက်တည်းခင်းချင်းထားတာမဟုတ်ပါဘူးတစ်ခုနဲ့တစ်ခုအပေါ်အောက်အလွာလိုက်ကြက်ချေခတ်ပုံစံဆန့်ထားတာပါဒါကိုကြည့်ပြီးအစပိုင်းမှာတော့ယုံရခတ်ပါလိမ့်မယ်တကယ်ပဲဝါးတွေကဒီလိုစီမံကိန်းကြီးတစ်ခုကိုခံနိုင်ရရှိပါမလားအဲ့ဒီနေရာမှာတင်ဝါးရဲ့တကယ်အားတာချက်ကထွက်ပေါ်လာတာပါဘာလို့လဲဆိုတော့ဒီနေရာမှာရင်ဆိုင်နေရတဲ့ပြဿနာကနက်ရှိုင်းနဲ့ပင်လေပင်မဟုတ်ဘဲအောက်ခြေကပျော့အိပ်ပြီးမတည်ငြိမ်တဲ့ရွှွတ်နွံတီဖွင့်နေလို့ပါပဲတကယ်လို့ခညားကလေးလံတဲ့ပင်စည်းတွေကိုအဲ့ဒီအပေါ်မှာဓာတ်ရိုက်ပုံချလိုက်မယ်ဆိုရင်မြေပြင်ကမညီမညာနှိမ်စင်းသွားပြီးရွေရမှုတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဝါးတွေကိုအကွက်ချပြီးအရင်ခင်းလိုက်တာကဝန်ပြီးမှုကိုပြန့်နှံ့သွားစေပြီးပျော့အိနေတဲ့မြေပြင်ကိုတည်ငြိမ်အောင်ကူညီပေးသလိုနောက်ထပ်တင်မဲ့အလွှာတွေအတွက်လေညီညာတဲ့အခြေခံအုတ်မြစ်တစ်ခုဖြစ်စေပါတယ်ဒါဟာဝါးကလှုပ်ဆောင်ပေးနေတဲ့တကယ်အလုပ်ချပြီးအလုပ်ဖြစ်ရတဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်တန်ဖိုးနေတဲ့ဒေတာထွက်ကုန်ကျန်းကိုတုံးပြီးအခက်ခဲဆုံးအပိုင်းဖြစ်တဲ့အောက်ခြေမြေသားအားနည်းမှုကိုအရင်ဆုံးဖြေရှင်းလိုက်တာပါဒါကြောင့်ကြည်ရတာရှေးရိုးဆန်တွေလို့ထင်ရပြီမဲ့ဒါဟာခင်းနောက်ကျနေတာမျိုးလုံးဝမဟုတ်ပါဘူးတကယ် engineering ဆိုတာအကောင်းဆိုင်ပစ္စည်းတွေကိုသုံးတာထက်အထီးရောက်ဆုံးနီးလန်းကိုရှာဖွေနိုင်တာမျိုးကိုခေါ်ပါတယ်